ဒီလိုအနှစ်ပြည့်တဲ့ hamburger တစ်ခုလို့ English essay writing ကောင်းကောင်းလေးတစ်ပုဒ်ရေးတတ်ရှင်လဲဆိုရင်ဗီဒီယိုလေးကိုစုံတဲ့အထိကြည့်လိုက်ပါအားလုံးမင်္ဂလာပါကျွန်တော်ဆရာတိုင်ပါဒီနေ့ဗီဒီယိုလေးမှာဒီ hamburger method ကိုအသုံးပြုပြီးတော့ဂုံလူးတန်းဝင် essay တစ်ပုဒ်ကျွန်တော်နဲ့အတူရေးကြမှာဖြစ်ပါတယ်။ဆောင်းဝဲကန်းထဲမှာဒီ essay တွေရေးတိုင်းပေါ့နော်။အဖြေလာစာရွက်ကိုကြည့်ပြီးတော့ဘာရေးလို့ရမှမသိဘူး။ကိုရေးတဲ့ essay တွေကတစ်ခုနဲ့တစ်ခုစနစ်မကျတာမျိုးလေးတွေပြီးတော့ကိုလိုချင်တဲ့ word limit တွေမရောက်တာမျိုးလေးတွေအဲ့လိုမျိုးလေးရှိတယ်ဆိုရင်ဒီ hamburgers method ကိုအသုံးပြုကြည့်လိုက်ပါ။ hamburger method ကိုတေချာပပိုင်နဲ့အသုံးပြုနိုင်ပြီဆိုရင်ကိုလိုချင်တဲ့အမှတ်ကိုလိုချင်တဲ့ဒီဂုံလူးတန်းဝင် essay တစ်ပုဒ်တေချာပေါက်ရမယ်လို့ဆရာအာမခံပါတယ်။ကဲတော့ဒီဗီဒီယိုလေးကိုဆုံးတဲ့အထိကြည့်ပေးပါ Don't forget to like and subscribe. Let's go. Writing with the hamburger method. Let's go. Presented by ဆရာတိုင်ကဲတော့ဒီနေ့ရေးမဲ့ essay topic လေးရတော့ essay ခေါင်းစဉ်လေးရတော့ drum roll please. Should schools ban mobile phones? ကျောင်းတွေကကျွန်တော်တို့ mobile phones ကို ban သင့်လားဆိုတဲ့အချက်လေးပေါ့ဒီဟာလေးကိုကျွန်တော်တို့ essays တစ်ပုဒ်အဖြစ်ရေးကြည့်မှာဖြစ်ပါတယ်ကဲတော့ကဒီ essay ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့ဘာ essay မျိုးစားလဲကျွန်တော်တန်းသိနေရမယ်ဒီဟာက argumentative essay ဖြစ်တယ်ဒီ essay မျိုးစားတွေကိုကမသိဘူးဆိုရင်ကျွန်တော်တေချာမြင်လေးမြင်ထားရှိတဲ့ essay types တွေကိုကျွန်တော် video တစ်ပုဒ်အနေနဲ့ကျွန်တော်ပြောထားရှိတယ်ဗောနော်အဲ့ video လေးအရင်သွားကြည့်လိုက်ပါအဲ့ဒါဆိုရင် essay types ၅ခုလားမသိတေချာပေါက်သိသွားလိမ့်မယ်နော်တေချာသိသွားလိမ့်မယ်အဲ့တော့ essay types ကိုအရင်သိပြီးဆိုမှကျွန်တော်ဒီ video ပြန်လာခဲ့ပါ okay go and watch the part 1 this is the part 2 all right so let's go argumentative essay ဖြစ်တယ် argumentative essay ဖြစ်တဲ့အလျောက်ကျွန်တော်တို့ကဒီတစ်ဖက်ဖက်ကိုရွေးရတော့မှာဖြစ်တယ်အဲ့တော့ should schools ban mobile phones ကို ban သင့်လားကဲ ban သင့်တယ်ဆိုရင် ban သင့်တယ်ပေါ့မ ban သင့်ဘူးဆိုရင်မ ban သင့်ဘူးကျွန်တော်တို့တစ်ဖက်ဖက်ကိုရွေးရမှာဖြစ်တယ်ကျွန်တော်ကတော့မ ban သင့်ဘူးလို့ကျွန်တော်မြင်နေပါတော့ကျောင်းတွေကဒီဖုန်းတွေကိုဒီ ban တဲ့ဟာကြီးတိတ်ပြီးတော့တဘာဝတော့မကြဘူးနော်မ ban သင့်ဘူး okay အဲ့တော့ schools shouldn't ban mobile phones ဆိုပြီးကျွန်တော်ပြောလိုက်မယ်အဲ့ဒီဟာကကျွန်တော်တို့ main idea ဖြစ်တယ် main ideas လို့ခေါ်တယ်ကျွန်တော်ဒီစာပိုက်ဒီ essay တစ်ခုလုံးကိုအဲ့စာကြောင်းလေးတစ်ချောင်းနဲ့ကျွန်တော်ထိန်းထားတာပေါ့နော်ဒီဟာက main ဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ဒီ essays term နဲ့ essay အခေါ်အဝေါ်နဲ့ပြောမယ်ဆိုရင်ဒါက thesis statement လို့ခေါ်တယ် thesis statement main idea ဖြစ်တယ်ကျွန်တော်နောက်ပိုင်းရေးတဲ့ဟာတွေဒီ essays တွေရေးတဲ့ဟာဒီ essays မှာကျွန်တော်ရေးမဲ့ paragraph တွေကဒီဟာကိုပဲကျွန်တော်တို့က support လုပ်မှာဖြစ်တယ်okay ဒီအကြောင်းပဲကျွန်တော်တို့ကဆက်ဖြန့်မှာဖြစ်တယ်ပေါ့နော်ဒီအဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ main idea thesis statement လို့ခေါ်ရခြင်းဖြစ်ပါတယ်အဲ့တော့ဆက်ကြည့်အောင် let's go ဟုတ်ပြီဒါက first step က main idea thesis statement ကိုအရင်ဆုံးသိအောင်လုပ်ပါကိုကဒီစာပိုက်တစ်ခုလုံးကိုချုပ်ထားတယ်ပေါ့နော်ကင်ထားတယ် control လုပ်ထားတယ်အကြောင်းတစ်ကြောင်းကိုသိအောင်လုပ်ပါဘာအကြောင်းကိုပြောမှာလဲအဲ့ဒါသိပြီဆိုရင် number 2 က brainstorm လာပြီ number 2 is you gotta brainstorm ဆိုတဲ့အဆင့်က idea ထုတ်မှာပေါ့နော်ဟာရေးမှာတော့ဟုတ်ပြီ main idea သိပြီအဲ့ main idea ကိုမူတည်ပြီးတော့ကိုတို့ကဘာတွေဆက်ရေးကြမှာလဲဆက်ရေးမဲ့အရာကိုကျွန်တော်တို့က brainstorming ဒီ idea ထုတ်တဲ့အဆင့်လို့ခေါ်တယ်ပေါ့နော်ကြည့်တော့ brainstorming လုပ်မယ်ဆိုရင်ကျွန်တော်ဘာလေးသိထားဖို့လိုရလဲကဲစပြီအဲ့ဒီမှာ the hamburger method လာပြီ the hamburger method so the first one is hamburger ဆိုတဲ့အလျောက်ကျွန်တော်တို့အပေါ်မှာ top bun ရှိမယ်အပေါ်မှာပါမုတ်ရှိမယ်ပြီးတော့အောက်မှာ bottom bun ဆိုရှိမယ်ဒီအောက်မှာခံတဲ့ပါမုတ်ရှိမယ်ပြီးတော့အလယ်မှာကျွန်တော်တို့ fillings လို့ခေါ်တယ်ဒီ delicious part like meat vegetables cheese အရသာရှိတဲ့အနှစ်ပြည့်တဲ့အပိုင်းကကျွန်တော်တို့အလယ်မှာ fillings လို့ခေါ်တယ်အဲ့တော့ဒီက hamburger ပုံစံ structure ဖြစ်တယ်အဲ့ဒီ structure ကိုယူပြီးတော့ကျွန်တော်တို့ essays မှာလည်းအဲ့ဒီအတိုင်းပဲကျွန်တော်တို့သုံးမှာဖြစ်တယ် essays မှာကျွန်တော်တို့ top bun ကိုintroduction နေတန်းလို့ခေါ်မယ်အောက်ဆုံးက bottom bun ကို conclusion လို့ခေါ်ပြီးတော့ဒီအလယ်ကအနှစ်ပြည့်တယ်နော်အနှစ်ပြည့်တဲ့အပိုင်းကိုကျွန်တော်တို့က body circle လို့ခေါ်လိုက်မယ်ဘာလို့ဆိုတော့အဲ့ဒီ body မှာကျွန်တော်တို့ဒီ information တွေအများကြီးရိုက်ထည့် example ဥမာတွေပြီးပြီးအကျိုးဆက်တွေဘာညာတွေပြောကြမယ်ပေါ့နော်အဲ့ body မှာထည့်ဒါကလူတော်တော်များများသိတယ် hamburger method ဒါပေမဲ့ကျွန်တော်ရဲ့ hamburger method ကိုပြ hey ဒါက this is my own hamburger method ဒါပေမဲ့ဒီအရှိမပြောထားတဲ့သူရှိကောင်းရှိမလားကျွန်တော်တော့မသိ but ဒါကတော့ဒါကျွန်တော်ကိုယ်တိုင်သုံးနေတဲ့ method ပေါ့နော် okay နည်းနည်းကြည့်အောင်ဒါကိုကျွန်တော်ပြန်ပြီး adaptation ပြန်လုပ်ရတဲ့ပုံစံမျိုးပေါ့ဗျာ okay ကျွန်တော်ရဲ့ hamburger structure ကဒီလိုပုံလေးပေါ့နော် hamburger အပေါ်မှာ intro ရှိမယ်ပြီးအောက်ဆုံးမှာ conclusion ရှိမယ်အလယ်မှာဒီ hamburger 3ခုထပ်ထည့်တာမှာအသေးလေး3ခုပေါ့နော် hamburger အသေးလေး3ခုထပ်ထည့်အဲ့ဒီအသေးလေး3ခုမှာအဲ့တစ်ခုချင်းစီက
paragraph တစ်ခုကိုဆိုလိုချင်တာဖြစ်တယ်ပြောချင်တာကဒီစာကိုမှာစာပိုက်3ပိုက်ပါမယ်ဆိုတဲ့သဘောဖြစ်တယ် okay 3ပိုက်ပါလိမ့်မယ်1 2 3အဲ့3ပိုက်ပါမယ်ဆိုတဲ့သဘောဖြစ်တယ် okay ကျွန်တော်ဆက်ကြည့်အောင်ဟုတ်ပြီအဲ့တော့ introduction သိပြီ body စာပိုက်3ပိုက်ပါတာသိပြီပြီးနောက်ဆုံး conclusion နီးကုန်းသိပြီအဲ့တော့ where do we start brainstorming ဘယ်ကနေစပြီးတော့ ideas စထုတ်တော်တော်များများကတော့ intro ကနေစထုတ်ကြတာများတယ်intro ကနေဘာရေးမလဲစစဉ်းစားကြတာများတာပေါ့နော်ဒါပေမဲ့ကျွန်တော်က intro နဲ့မရေးခိုင်း no start from body ကနေစမှာဖြစ်တယ်ဒါကကျွန်တော်ရေးခိုင်းတာမဟုတ်နော်ရေးတဲ့အဆင့်မဟုတ်သေးဘူးနော်ဒါက brainstorming လို့ခေါ်တဲ့ idea ထုတ်တဲ့အဆင့်ဒီအဆင့်မှာသွားပြီးတော့အဲ့ဒီဟိုပါလဲအဖြေလာစာရွက်မှာတန်းရေးနေတဲ့အဆင့်မဟုတ်အဖြေလာစာရွက်ရဲ့နောက်ကျောဖြစ်သို့မဟုတ်ဒီမေကွန်းစာရွက်ထဲမှာဖြစ်ဒီအကျန်းသဘောမျိုးပေါ့နော်ကိုရေးမဲ့အကြောင်းကိုအကျန်းသဘောမျိုးဖြစ် idea ထုတ်တဲ့ဒီအကြံဉာဏ်ထုတ်တဲ့အပိုင်းဖြစ်တယ်ဒါ brainstorming ဘာရေးမလဲအဲ့တော့ body ကိုကျွန်တော်စစဉ်းစား intro မစဉ်းစား body စစဉ်းစား body မှာ0 3ပိုက်ပါတယ်ဒါသိပြီသား3ပိုက်ပါမယ်အဲ့3ပိုက်မှာ1 paragraph 1မှာဘာရေးမလဲ paragraph 2မှာဘာရေးမလဲ paragraph 3မှာဘာရေးမလဲဆိုတဲ့ဟာကိုကျွန်တော်စဉ်းစားမှာဖြစ်တယ်စဉ်းစားမဲ့အခါမှာ thesis statement ကိုပြန်သွားကြည့် thesis statement ကကျွန်တော်တို့က schools shouldn't ban mobile phone လို့ပြောထားတာဖြစ်တဲ့အတွက်ကျောင်းတွေက mobile phone မ ban သင့်ဘူးဘာကြောင့်မ ban သင့်တာလဲ reasons 3ခုစဉ်းစားကြည့်အောင်ပထမတစ်ချက်ဘာကြောင့်မ ban သင့်တာလဲ okay ဘာကြောင့်မ ban သင့်လဲဆိုတော့ဒါကျွန်တော်အမြင်ပေါ့နော်ပထမတစ်ချက်ကကျွန်တော်ဘယ်လိုမြင်လဲဆိုတော့ဒီ educational resources တွေအရန်ကျွေသွားတယ်ဗောနော်ဖုန်းကနေတဆင့်ကျွန်တော်တို့ internet တွေသုံးလို့ရတယ်ပြီးတော့ AI တွေသုံးလို့ရတဲ့အခါမှာအမြောက်များစွာသောသတင်းအချက်အလက်တွေကိုကျွန်တော်စက္ကန့်ပိုင်းတွင်နော်ရှာလို့ရမယ်ဒါတွေကစာအုပ်တွေထပ်ပို့ပြီးတော့ဒီလှင်မြန်တယ်ပေါ့ကွာဖက်ဆိုရိုက်လိုက်တာ ਨੇ ချက်ချင်းကိုလိုချင်တဲ့ရောက်တန်းသိပြန်ဒီကိုက project တွေလုပ်တဲ့အခါမှာလည်းပို့ပြီးတော့ကိုယ့်ရဲ့ project က modern ပို့ဖြစ်တယ်ပေါ့နော်ပို့ပြီးခင်မီတဲ့ project တခုရမယ်ပေါ့ဗျာပြောချင်တာကဒါ educational resources တွေကျွေဝချင်းကဒီ phone တွေကိုယူလာအကြောင်းကိုယူလာတင်တဲ့အကြောင်းပြချက်တခုဖြစ်တယ်ပြီး second one is emergency cases တွေဒါသိပြီးသားပါဒီ phone တွေဘာလို့ယူလာရလဲအဓိကအဲ့ဒီတခုခုပေါ့အကြောင်းမှာဖျားတာဖြစ်ဖြစ်မိဘတွေဟိုလှမ်းပြီးတော့ခေါ်ချင်တာဖြစ်ဖြစ်လိုမျိုးကြရင်ဒီ phone တွေယူထားတာကအားသာချက်တစ်ခုဖြစ်တယ်ပေါ့နော် next one is number 3 hamburger လေးကနည်းနည်းပုံလေးပြောင်းနေဘာလို့ပြောင်းနေလဲ why အဲ့ဒါအရေးကြီးတယ်ဒါကကျွန်တော်ပြောင်းကျင်တိုင်းပြောင်းထားတာမဟုတ်ဒါကကျွန်တော်အကြောင်းရင်းရှိတယ်ဘာလို့ပြောင်းတာလဲကြည့်အောင် let's go number 3ဒါလည်းစာပိုက်တစ်ခုပဲနော်စာကိုရဲ့စာပိုက်တစ်ခုပဲအဲ့ဒီစာပိုက်မှာကျွန်တော်ဘာကိုပြောမှလဲဆိုတော့ကြည့်အောင် great for their future in the technological driven world ဖုန်းတွေကိုကျွန်တော်ကြောင်းကနေပြီးတော့ဒီအသုံးဝင်ပြုလိုက်တယ်စနစ်တကျသုံးဝင်ပြုလိုက်တယ်နော်အဲ့မှာစနစ်တကျဆိုတော့ရေးစကားလုံးကရေးပါနော်စနစ်တကျတာဝန်ရှိအသုံးပြုနိုင်အောင်သင်နိုင်မယ်ဆိုရင်အဲ့ဒီကျောင်းသားတွေကဒီသူရဲ့ future မှာရန်ကောင်းတဲ့ future မှာလည်းသူတို့ရဲ့ technology နဲ့ပတ်သက်ပြီးတော့သူ confidence ပိုရှိလာမယ်ပေါ့ပြီးတော့ကျွန်တော်ဒီဘက်ခက်က technological driven world လို့ကျွန်တော်ပြောထားတယ်ပေါ့နော် technological driven ဆိုတဲ့အဓိပ္ပာယ်ကဒီ technology ကြီးစိုးတဲ့ခေတ်ပေါ့ကြီးစိုးတဲ့ခေတ်မှာဒီဖုန်းတွေကိုပမာဏနဲ့မသုံးတတ်ဘူးဆိုရင်သူတို့ဘယ်လိုခင်းနောက်ကြမလဲဆိုတဲ့ဟာတွေကိုကျွန်တော်ပြောမှဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးဟာကိုကျွန်တော်ဒီတိုင်းအလကnormally ပြောမှာမဟုတ်ဘူးဒီတိုင်းစောနာအတိုင်းမျိုးပြောမှာမဟုတ်ဘူးဒီက rebuttal ဖြစ်တယ် rebuttal what is rebuttal ဆိုဘာလို့arguing against the other POV ဆို point of view လို့ခေါ်တယ်တစ်ဖက်ကပြောလာတဲ့ဟာကိုကိုကပြန်ပြီးတော့ပြန်ကန်မှာဖုန်းလို့ပြန်ကန်မှာတော့ဥပမာကျွန်တော်တို့ကဒီ thesis statement ကဘန်နေဖုန်းတွေကိုမဘန်နေအကြောင်းယူလာလို့ရတယ်ကျွန်တော်တို့အဲ့ဘက်ကပြောထားတာဖြစ်တယ်ဒါပေမဲ့တခြားဘက်မှာလေတချို့လူတွေကကြတော့အကြောင်းဖုန်းတွေယူလာတဲ့ဟိုဘန်နေတယ်သူတို့ဖြစ်ဆရာမတွေပေါ့နော်ဖုန်းယူလာတဲ့ဘာလဲအနောက်တယ်အဲ့လိုမျိုးလူတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ပြန်ကြည့်မယ်ဒါတွေမဟုတ်ဘူးဖုန်း this is not always true အမြဲတမ်းမှန်နေတဲ့အရာမျိုးမဟုတ်ဘူးအဲ့ဒါကိုပြန်ပြီးတော့အဲ့ဒီသူများပြောတဲ့ဟာကိုပြန်ခြေပတဲ့ပုံစံမျိုးပြန်ကန်တဲ့ပုံစံမျိုးအဲ့ဒါကကျွန်တော် rebuttal paragraph ဆိုခေါ်တယ်ဒီ number 3က rebuttal argumentative essay တိုင်းမှာဒီ rebuttal ဆိုတဲ့အပိုင်းကိုဥပမာက4 byte ပါတယ်လေကိုက body မှာ4 byte ရေးနေတယ်ဆိုရင်4 byte ရေးဒါပေမဲ့နောက်ဆုံးအပိုက်ကိုကျွန်တော်တို့ rebuttal ထားပေးရတယ် okay ဒါသိထားမယ် okay next one ကျွန်တော် main idea သိပြီပြီးမှကျွန်တော်တို့ brainstorming လုပ်ပြီးတော့ဒီ body မှာစာကိုမှာဘယ်နှပိုက်ရှိမလဲဆိုတော့ကျွန်တော်တို့သိပြီ3ပိုက်ရှိတယ်ပထမတစ်ပိုက်မှာကျွန်တော်တို့ဘာကြောင်းရေးမလဲ second paragraph မှာဘာကြောင်းရေးမလဲ third paragraph မှာကျွန်တော်ဘာကြောင်းရေးမလဲဆိုတော့ကျွန်တော်သိပြီးသွားပြီဖြစ်တယ်အဲ့တော့ကျွန်တော်စာရေးတော့မယ် let's go let's start writing
Okay writing ရေးတဲ့အခါမှာကျွန်တော်ဒီပုံလေးကကျွန်တော် structure ပေါ့နော် structure ကျွန်တော်ပြည့်စုံသွားပြီ introduction လာမယ်ပြီးတော့ကျွန်တော် body မှာ3 byte ပါမယ်3 byte မှာလည်းဘာအကြောင်းအရာကြီးလာမယ်ဆိုတော့ပြီးသိသွားပြီပြီး conclusion လာမယ်ဟုတ်ပြီ get it let's go with the introduction စာရေးတော့မယ် let's go ဟုတ်ပြီ introduction ရေးတဲ့အခါမှာဘယ်လိုရေးရင်ကောင်းလဲဘယ်လိုမျိုး introduction တွေကကျွန်တော်တို့ဒီဂုဏ်ထူးတန်းဝင် introduction လေးတွေဖြစ်လဲဆိုတာကြည့်ကြည့်အောင် the first step is hook လို့ခေါ်တယ် hook is very important ဒါကကျွန်တော်တို့ဒီ social media you know TikTok တွေဘာညာကြည့်ရတဲ့သူဆိုရင်ဒီ hook ဆိုတဲ့ဟာကိုသိပါလိမ့်မယ်ကျွန်တော်ဗီဒီယိုတစ်ခုကြည့်လိုက်တဲ့ဆိုရင်ပထမဆုံး second အနည်းငယ်ကလုံးဝနော်ထူးဆန်းနေတဲ့အရာမျိုးလုံးဝလူကြည့်တဲ့သူဟာဟင်းအဲ့လိုဖြစ်သွားစေတဲ့အရာကြောင့်ဒီဗီဒီယိုကိုဆုံးတဲ့ထိကြည့်သွားတဲ့အခါအဲ့ဒီပထမဆုံးအပိုင်း second အပိုင်းပေါ့နော်လူကိုဆွဲဆောင်သွားစေတဲ့အပိုင်းကိုကျွန်တော် hook လို့ခေါ်တယ်ကျွန်တော်ဆိုရင်ကျွန်တော်ဗီဒီယိုမှာ hook တွေသုံးပါတယ်တစ်ခါကြရင်နော်ကျွန်တော်ဟိုရင်းနှီးခရကြီးနဲ့ကျွန်တော်လုပ်နေတဲ့အရာမျိုးတွေပြီးတော့ဒီဗီဒီယိုမှာဆိုကျွန်တော်ဟာမန်ဂါစားတဲ့ဟာမျိုးတွေဒါတွေက hook တွေပေါ့နော်လူကိုစက်ကြည့်ခြင်းအောင်ဆွဲဆောင်တဲ့အရာမျိုးလေးတွေပေါ့ဒါကဗီဒီယိုမှာဖြစ်တယ် essays မှာလည်းအဲ့တိုင်းပဲဖတ်နေတဲ့သူကိုစက်ဖတ်ခြင်းအောင်ဒီဆက်စားခြင်းအကြောင်းဟာဟင်းအဲ့လိုဖြစ်သွားစေရအောင်ဖြစ်သွားစေရမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားစေတယ်ဆိုရင်ဒီ intro ကကောင်းတဲ့ intro တခုလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ hook types of hook နော် hooks တွေဘယ်လိုမျိုးလေးရှိလဲတော့ဒါကကျွန်တော် example လေးကျွန်တော်ပြန်ထုတ်ထားတာဖြစ်တယ် quotes ဆိုတာဒီဆိုယူစကားလေးတွေဒါမှမဟုတ်ရင်ဒီရှေးကနော်ရှေးစာဆိုကြီးတွေဒါမှမဟုတ်ပညာရှင်တွေအဲ့လိုမျိုးသူတို့ပြောခဲ့တဲ့ဒီအောင်မြင်တဲ့သူတွေပြောခဲ့တဲ့သူတို့ပြောရတဲ့စကားလေးကိုပြန်သုံးခြင်းဖြင့်ဒါလည်း hook ပဲဟိုမှာဆိုယူစကားဆိုရင်ကိုပြောမယ့်အကြောင်းအရာကဒီပြင်ဟိုကျန်းမာရေးအကြောင်းဆိုရင်health is well health is well ကျန်းမာခြင်းတွေလည်းတပါဆိုပြီးတော့စာပြီးဖုံးဟာဖတ်လိုက်တဲ့သူကြမ်းလိုက်လားအဲ့လိုဖြစ်ကုန်ပြီးနောက်တစ်ချက်က facts တွေအချက်လက်တွေပြီး statistics တွေနော်ဟိုမှာဆိုဒီမှာဆိုရင်လူတန်းပေါင်းများစွာရဲ့ဗဏ္ဍာကိုင်တော့ဖုန်းမရှိပဲမနေနိုင်တော့ဘူးပြီးတော့ကျွန်တော်တို့ university students တွေရဲ့ဒါပါတော့အယောက်100မှာအယောက်90လောက်က game တွေရဲ့ game edition ပေါ့နော် game တွေကိုအရင်ဆွဲလည်နေကြပြီဘာညာပေါ့ဗျာဒါတွေက facts တွေပေါ့နော်အချက်လက်တွေဖြစ်တယ်ဒါမျိုးလေးတွေကလည်း hook ပဲဖတ်လိုက်တဲ့သူကတကယ်လားဆိုအဲ့လိုဖြစ်သွားဒီ hook မှာနောက်ဆုံးဟာလေးကျွန်တော်ကကြိုက် rhetorical question ဆိုတာဟာလေး rhetorical question ဆိုတာဟာကစာဖတ်တဲ့သူကိုမင်းကိုပြန်ထုတ်တာမင်းဒီလိုထင်လားအဲ့လုံးသိနေထင်လား what you think ဒါပေမဲ့ဒီဟာက forbidden in some exam formats ပေါ့နော်တချို့ exams တွေမှာဒီဟာကိုမသုံးခိုင်းဘာလို့ဆိုတော့essay ဆိုရင် question မပါရဘူးဆိုပြီး academic essay တွေပေါ့နော်သူတစ်ဖြစ်ဒီဆောင်းမွေးကျောင်းဆောင်းမွေးတွေဒီ NUCSE မှာတော့ရမှာထင်တယ် I think but IELTS တို့ဘာလို့ဆိုရင်ဒီဟာကဒီ rhetorical questions တွေမထည့်ခိုင်းဘူးဗျာကျွန်တော်ကတော့ I don't understand why but anyway rhetorical question ကကျွန်တော်ကကြိုက်စာဖတ်တဲ့သူကိုပို့ပြီးစိတ်ဝင်စားအောင်လုပ်စေတဲ့အရာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဟာကို rhetorical question လေးကျွန်တော်စလိုက်မယ် Should schools ban a technological tool which has become ubiquitous in our daily lives? Does it really prepare students for their future? ဒီဟာက hook ပြောချင်တာကအဲ့မှာ ubiquitous ဆိုတဲ့စကားလုံးနဲ့ကျွန်တော်ရှင်းပြမယ် ubiquitous meaning is present or appear or found everywhere နေရာတိုင်းမှာတွေ့နိုင်တဲ့ common ဖြစ်တယ်လို့ပြောချင်တာဒီနေရာတိုင်းမှာ common ဖြစ်တယ်ပေါ့နော်ဒီ phone ဆိုတဲ့ຢာကြီးကကျွန်တော် ubiquitous အရင်နေရာတိုင်းမှာရှိရဗျာဟုတ်လားဘယ်တော့ကျွန်တော်မြင်နေတာ phone ဆိုတာနော်လူတိုင်းမှာ phone တစ်လုံးရှိနေပြီလားအဲ့တော့ဒါက ubiquitous ဆိုအဲ့လိုပြောချင်တာ common ဖြစ်တယ်အရင် common ဖြစ်တယ်နေရာတိုင်းမှာတွေ့နေရတယ်အဲ့တော့ဒီကျွန်တော်နေ့စဉ်ဘဝမှာနေရာတိုင်းမှာတွေ့နေရတဲ့ဒီ technological tool ပေါ့နော်ဒီ technological career တခုကိုအကြောင်းက ban သင့်လားဒါလည်း rhetorical questions နော်Does it really prepare students for future အဲ့လို ban ခြင်းရမှာเนาะဒီကျောင်းသားတွေအတွက်သူတို့ရဲ့အနာဂတ်မှာဟိုအစင်သင့်ဖြစ်နေအောင်အစင်သင့်လုပ်ပေးရရောက်လာပေါ့ဗျာဒီဟာက questions rhetorical questions လို့ခေါ်တယ်ကိုက safe ဖြစ်နေတယ်ဆိုရင်ပေါ့နော်ဆောင်းဝဲမှာပေါ့လူတစ်ပြက်ဆောင်းဝဲမှာကိုကအမှတ်မျိုးခြင်းဆိုရင်တော့ဒီ hook မထည့်လေရပါတယ်ကျွန်တော်ကသိအောင်ပြောပြတာဖြစ်တယ်ကဲအဲ့တော့hook မထည့်ဘူးဆိုရင်ကျွန်တော်ဘယ်ကစမလဲဆိုရင် general idea နေစကြတာများတော်တော်များများ general ideas နဲ့စတာများ general idea ဆိုတော့ဗာလဲကျွန်တော်တို့ဘယ်လိုလေးစလို့ရတယ်ကြည့်အောင် general idea ဆိုတာကတော့ဒီကိုပြောချင်မဲ့အကြောင်းအရာရောက်အောင်ကျွန်တော် wait why ပြီးနောက်ဆုံးညမှာဖတ်ဆိုရောက်လာတယ်အေး wait why နေတဲ့ဟာမျိုးကျွန်တော် general လို့ခေါ်တယ်နော်ရေဘူးကအေး general တွေရှောက်ပြောဥပမာဆိုရင်ကျွန်တော်တို့ဘယ်လိုစလို့ရတယ်ဆိုရင် in today's modern world ကျွန်တော်ဒီဘက်ခေတ်မှာဒီကျောင်းသားတွေဖေမေ adults တွေ seniors တွေနော်ပြီးတော့ထားပါတော့ဒီ pre-teens တွေ toddlers တွေကအစားအောင်ဒီ phones တွေနဲ့မကင်းပါဘူးအဲ့လိုမျိုးတွေပေါ့ဒါ generally ကုန်စားပြ
နော် in today's modern world လို့မပြောချင်တယ်ဆိုရင်မပြောချင်ဘူးဆိုရင် in this contemporary world လို့ပြောလို့ရ contemporary ရဲ့အဓိပ္ပာယ်လည်း modern နဲ့အတူတူပါပဲခင်ဒီဘက်ခင်မီတဲ့ကဘာကြီးမှာပေါ့နော်ခင်မီတဲ့ဒီဘက်ခင်မှာပေါ့နော်ပြောချင်တာ in this contemporary world ပြီးတော့က in this technological driven world ဒါသိပြီးသွားပြီပြီး as society continues to advance ဒီလိုမျိုးတွဲလုံးနေကြက်ထားတာပိုကောင်းတယ်နော်ကြက်ထားတယ်ပို့ပြီးတော့ somewhere ကနေမှရေးတဲ့ခါကျရင်ပိုမှတ်မိပိုရေးလို့ကောင်း as society continues to advance ဒီမှာ advance ရဲ့ meanings က develop ပေါ့နော် develop တိုးတက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီ societies လူမှုအဖွဲ့အစည်းတိုးတက်လာတဲ့အမျှဘာတွေဖြစ်လာလဲဒီမှာဆို phone တွေဒီလူတစ်ယောက်ရှိမှဖုန်းတစ်လုံးရှိလာတယ်ပေါ့ဒီလိုမျိုးလေးကျွန်တော်ထည့်ပြီးတော့ရေးလို့ရတယ်ဒါက general ideas ဖြစ်တယ်အဲ့တော့ကိုက hook မရေးချင်ဘူး hook ရေးတာနည်းနည်းဒီ NA เนาะအမှတ်လျှော့မှာကြောက်တယ်ဆိုရင်ဒီ general ideas တွေကနေစရေးလို့ရတယ် okay အဲ့တော့ကျွန်တော်ဒီ essay မှာ general ideas ကို okay ဘယ်လိုရေးထားလဲဆိုတော့ in today's technology driven world mobile phones are more than just tools for entertainment ကျွန်တော်ဆိုတော့သုံးတဲ့အတိုင်းပဲ technology ကြီးဆိုတဲ့ဒီဘက်ခေတ်မှာပေါ့နော် mobile phones ကကျွန်တော်တို့ entertainment အတွက်ဒီ career entertainment အတွက်ပို့လာပြီပေါ့နော်ပြောချင်တာဒီ entertainment မဟုတ်ဘူး music တွေ videos တွေကြည့်နေတာမကပဲကျွန်တော်တို့ဘာလို့လုပ်လို့ရလဲ they are powerful devices လုံးဝအစွမ်းထက်တဲ့ဒီ device တွေဖြစ်တယ်ကိရိယာတွေဖြစ်တယ်ပေါ့နော် for learning ပြီးတော့ communication ဆက်သွယ်မှုအတွက်ကိုပြီးတော့ safety လုံခြုံရေးအတွက်ကိုအရေးကြီးတဲ့ကိရိယာတွေဖြစ်ပါတယ် students use them to research research လုပ်ဖို့အတွက် information တွေရှာဖို့အတွက်ပဲဖြစ်ဖြစ်သို့မဟုတ်ဒီ collaborate with classmates အတန်းသားတွေအချင်းချင်းဒီတိုင်မင်ဆွေးနွေးတဲ့အခါမှာဖြစ်ဖြစ် and keep in touch with their families သူတို့ရဲ့မိသားစုတွေနဲ့အဆက်အသွယ်ရှိကြတာပဲဖြစ်ဖြစ်ပေါ့နော်ဒီ technology phones တွေကိုကျောင်းသားတွေသုံးကြတယ်ပေါ့နော် as society becomes increasingly dependent on digital technology one of the most debated issue အဲ့ဒီမှာလာပြီအဲ့တော့ဆိုတော့ကကျွန်တော် as societies begin to advance ဆိုကျွန်တော်မသုံးမနဲ့ as society becomes increasingly dependent on digital technology ဒီကျွန်တော်တို့ဒီဘက်လူဖွဲ့စည်းရ technology ကိုကျွန်တော်အားကိုးနေတာ dependent ဖြစ်နေတာကြောင့်ဒီမှာ s က ass က because နဲ့တူတူပဲဖြစ်နေတာကြောင့် one of the most debated debated ဆိုတာအငင်းပွားဝယ်ဖြစ်တဲ့ issue ပေါ့နော်ကျွန်တော် problem လို့မသုံးထားဘူးပြဿနာလို့ကျွန်တော်နော် problem လို့မသုံးမနဲ့ဒီ issue ဆိုပြီးတော့ပို့လှတဲ့အသုံးကိုကျွန်တော်သုံးထားတာဖြစ်တယ်သူကproblems ရဲ့ synonyms လို့ပြောလို့ရတယ်ပေါ့နော် similar နဲ့ same to တဲ့စကားလုံးလေးပေါ့နော်အဲ့တော့အဖြစ်နိုင်ရင်ဒီ essay ရေးတဲ့အခါမှာ simple English ထက်ဆိုင်အဲ့လိုမျိုးနည်းနည်း academic လေးတန်ပေါက်တဲ့ words လေးတွေသုံးနိုင်ပိုကောင်းတယ်ဥပမာ problems မသုံးမနဲ့issues လို့သုံးတာမျိုးလေးတွေပြီးတော့နောက်တစ်ခုကထားပါတော့ many လို့မသုံးမနဲ့ great amount of လို့ဘာလို့အဲ့လိုမျိုးသုံးတာမျိုးလေးတွေကပို့ပြီးတော့ကိုယ့်ရဲ့ essays ကိုပို့ professional ပို့ sense လေးပေါ့ဗျာ is whether banning mobile phones at school would benefit students or hold them back whether ရဲ့အဓိပ္ပာယ်လာဆိုအဓိပ္ပာယ်ဒီမှာကျတော့ဘယ်လိုအဓိပ္ပာယ်ဖြစ်မလဲဆိုရင် banning mobile phones at school ကျောင်းတွေမှာ mobile phones တွေကိုတားမြစ်ခြင်းက would actually benefit students ကျောင်းသားတွေအတွက်တကယ်ပဲအကျိုးရှိမှာလားဒါမှမဟုတ်ရင် or hold them back ဆိုတာသူတို့ရဲ့ထုံးပေါက်နိုင်စွမ်းဒီဖြစ်နိုင်စွမ်းတွေကိုပိတ်ပင်လို့ဖြစ်နေမလားဆိုပြီးတော့အဲ့လိုမျိုးလားပုံစံမျိုး whether ကအကျိုးရှိမလားဒါမှမဟုတ်ရင်ဒီပိတ်သူတို့ရဲ့ potential ကိုပိတ်ပင်လို့ဖြစ်နေမလားဆိုတဲ့ဟာလေးက most debated issue ဖြစ်နေပါတယ်ပေါ့ဒါက general ideas ကိုပြောထားတာဖြစ်တယ်ပြီးရင်နောက်တစ်ခုဆက်ကြည့်အောင်နောက်ဆုံးတစ်ချက်က intro ရဲ့နောက်ဆုံးအရေးကြီးဆုံးအသက်ပေါ့နော် intro မှာထည့်ပါမယ် strong thesis statements ဆိုတာကျွန်တော်ဆွမ်းပြောပြီးသွားပြီဒီ essays ရဲ့ thesis statement ကဘာလဲ school shouldn't ban mobile phones ကိုကျောင်းနေမှာ ban နေဒါရှိမှကျွန်တော်တို့ main idea ထုတ်ပြီးလား okay ဒါပေမဲ့ဒီတိုင်းရေးမယ်ဆိုရင်အဆင်မပြေ No I think school shouldn't ban mobile phones မban နေဘူးဒီတိုင်း plain ရေးလိုက်မယ်ဆိုရင်ဒါက strong ဖြစ်တဲ့ thesis statement လို့ပြောလို့မရဘူး strong thesis statements ကဘယ်လိုဖြစ်ရမလဲကျွန်တော်ကြည့်အောင်နော်သူ့ကိုရေးချင်တယ်ဆိုရင်တဲ့ဒီ strong thesis statements ကလုံးဝ strong ဖြစ်ချင်တယ်ဆိုရင်ပေါ့နော်this statement ဘာနဲ့တူရမလဲဆိုရင် looks like contents of a book ကျွန်တော်စာရေးဖတ်တဲ့အခါမှာမာတိကာဆိုတာရှိတယ်မာတိကာကိုကြည့်လိုက်ရင်ဒီစာထဲမှာဘာအကြောင်းတွေပါမလဲဘယ်ခန်းမှာဘယ်အကြောင်းပါမလဲဆိုတာကျွန်တော်တန်းပြီးသိရတယ်အဲ့လိုပဲကျွန်တော် thesis statements ကိုဖတ်လိုက်တဲ့အခါမှာဘယ် paragraph မှာဘာအကြောင်းပြောမလဲဆိုတာကျွန်တော်တန်းသိနေရ
အဲ့ဒီအချက်ကိုပါဖို့လိုရတယ် okay ကျွန်တော်ဒီ essays မှာဘာကြောင်းပြောမယ်ဆိုတဲ့ဟာအဲ့ဒီ thesis statements မှာထည့်ပေးနိုင်ရင်ပိုကောင်းကျွန်တော် brainstorming လုပ်တဲ့ session မှာကိုပြောမယ့်အချက် 3 ချက်ကိုကျွန်တော်တို့သိထားပြီးသားဘယ် paragraph မှာဘာပြောမလဲဆိုတာသိထားပြီးသား paragraph 1မှာ educational resources တွေပြောမယ်လို့ဆရာနော် intent ဟိုရေးထားပြီးသားပြီးတော့ paragraph 2မှာ emergency cases တွေအကြောင်းပြောမယ် paragraph 3မှာသူတို့ရဲ့ future မှာဘယ်လောက်အရေးပါတယ်ဆိုတဲ့အကြောင်းကိုပြောမယ်ဒါသိထားပြီးသားအဲ့တော့ဘယ်လိုရေးမှာတော့ဒီ thesis statements နဲ့ဘယ်လို join ဘယ်လိုမျိုး connect လုပ်မလဲ schools shouldn't ban mobile phones ပြီးတော့ဆရာ because ဆိုပြီးဆက်လိုက်မယ်ဘာကြောင့်မ ban နေတာလဲ they are important for educational resources emergency situations and helping prepare students for success in technology oriented society အဲ့ဒီမှာ technology driven war လို့ဆရာမသုံးမယ်နဲ့ technology oriented ဆိုတဲ့ဒီ technology အခြေပြု society လူမှုအဖွဲ့အစည်းမှာအောင်မြင်ဖို့ဆိုရင်အောင်မြင်ဖို့အတွက်ပေါ့နော်ကျောင်းသားတွေကို prepare လုပ်တဲ့နေရာမှာဒီဟာတွေကဖုန်းတွေကအရေးကြီးပါတယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီ3ချက်ပေါ့နော်ဆိုတော့ paragraph 1 2 3ကပါတယ်ဒီ highlight 3ချက်ကို thesis statement နဲ့မှာ join လိုက်တာဖြစ်တယ် okay this is the strong thesis statement အဲ့ဒါပို strong ကျင်နေဆိုရင်တော့ thesis statement thesis sentence starters လေး3လိုက်ပေါ့ဗျာဥပမာ undoubtedly လို့ it is undeniable that it is indisputable that without a question အဓိပ္ပာယ်ကတော့ undoubtedly ကကြတော့ဒီအငင်းပွားဝင်မရှိပါဘူးဆိုတဲ့အဓိပ္ပာယ်တန်တရားဖြစ်เสียအကြောင်းမရှိဘူးเนาะဒါတန်တရားဖြစ်เสียအကြောင်းမရှိပါဘူးပြောချင်တာ 100% sure undoubtedly school shouldn't ban phones undoubtedly ဒါကြီးကငင်းစရာအကြောင်းမရှိဘူး it is undeniable တူတူပဲ it is undeniable that ငင်းစရာအကြောင်းမရှိပါဘူး school shouldn't ban mobile phones ဒါငင်းစရာအကြောင်းမရှိဘူး it is indisputable that တူတူပဲ undeniable indisputable identical လုံးဝထက်တူညီတူတာတော့မဟုတ်ဘူးဗျာနည်းနည်းအတိတ်ပြန်နည်းနည်း similar ဖြစ်တယ်ပေါ့နည်းဆင်တူတယ်ပေါ့ indisputable that သုံးလို့ရတယ်ပြီးနောက်တစ်ခု without a question ဆိုတာမေးခွန်းထုတ်စရာမလိုမေးနေစရာမလိုဘူးပြောချင်တာမေးနေစရာမလို schools shouldn't ban mobile phones ဆိုပြီးကျွန်တော်တို့စရေးလို့ရတယ်ဒါက thesis statements ကိုဒီလိုမျိုးအားလေးနဲ့စလို့ရတယ်ဒါကကျွန်တော်ကြက်ထားမှာဖြစ်တယ်ကြက်ထားရင်ပိုကောင်းဒီလိုမျိုး phrase ဒီလိုမျိုးဒီစကားပလင်ကန်အသုံးလုံးလေးတွေကြက်ထားမယ်ဆိုရင်ကို essay ရေးတဲ့ခါကျကို essay ရေးတဲ့ခါကျရင်ထူထူစဉ်းစားကြမလို့ပဲနဲ့သူ့ကိုလူတစ်ယောက်ခေါင်းထဲမှာပေါ်လာလိမ့်မယ်ပေါ့နော်ဒါက this is really good so please take a screenshot ရိုက်မှတ်တာ okay next one oh sorry ကြည့်အောင်ကျွန်တော်ဘယ်လိုရေးမလဲ undoubtedly schools shouldn't ban mobiles phone အဲ့မှာကျွန်တော် shouldn't လို့မသုံးဘဲနဲ့ should not ban ဆိုပြီးတော့ပြန်ပြီးတော့ဖြေလိုက်တာကိုမြင်မှာအတူကောက်မရေးဘူးเนาะကျွန်တော် essays တွေမှာဒီ apostrophe ဘာညာ s တို့ပါအဲ့လိုမျိုးတွေမရေးဘူးကျွန်တော်ဖြေပြီးရေးတယ်ပေါ့เนาะဒါက essays format ကအဲ့လိုဖြေရမယ် okay ဒါကကျွန်တော်ပြောတဲ့အတိုင်းပဲ strong reasons thesis statements with strong reasons ဖြစ်ရမယ် okay school should not ban mobile phones full stop ချပြီးတော့ body တန်းသွားရင်ဒါအဆင်မပြေဘာကြောင့်လဲဆိုတာကျွန်တော်တို့ strong ဖြစ်ဖို့ဆိုရင် reasons လေးထည့်ပြီးအဲ့တော့ဒါက introduction မှာ hook နဲ့စတယ် hook နဲ့မစခြင်းဘူးဆိုရင် general ideas နဲ့စပါ in today's technology war ဘာညာဆိုပြီးစ okay ဝိလေကြောင့်မနဲ့ပြောပါဗျာဒီဘက်ခင်မှာကျွန်တော်ဘာဖြစ်နေလဲဒီဘက်ခင်နဲ့ဂိုင်းတော့ကိုမြင်နေရတဲ့ဟာတွေပေါ့နော်ကိုနေ့စဉ်ဘဝမှာမြင်နေတဲ့ဟာတွေနဲ့ပြောပြီးသွားတဲ့ခါကျရင်ဒီကိုပြောချင်တဲ့ thesis statement ကို main ideas ကိုဒီဆွမ်းနာဆရာပြောတဲ့ undoubtedly လို့ it is indisputable that အဲ့လိုမျိုးနဲ့သုံးနိုင်ရင်ကောင်းပါတယ်ဒါကကောင်းမွန်တဲ့ introduction ရမယ်ပေါ့ဗျာ now let's go to the main course this is the main course ဟာပြီ body မှာကျွန်တော်တို့ယာထားတာက3ပိုက်ရေးမယ်လို့ကျွန်တော်ယာထားတယ် paragraph 1 2 and 3အဲ့တော့ paragraph 1ကနေစရေးကြည့်အောင် okay educational resources အဲ့တော့ educational resources တွေဆိုတာကဒီ dictionaries တွေပြီးတော့ websites တွေအကြောင်းကျွန်တော်ပြောမှာဖြစ်တယ် okay website တွေသုံးနိုင်တယ်ဖုန်းတွေပါတယ်ဆိုရင်ကဲအဲ့တော့ကျွန်တော်ဒီမှာမကြည့်အောင်ကဲ look ကြည့်မယ်အဲ့ဒီ body ကျွန်တော် brainstorming လုပ်တော့က hammer က3ခုကျွန်တော်ထားရတယ်ပေါ့နော်အဲ့ဒီမှာ hammer ကတစ်ခုက paragraph တစ်ခုလို့ကျွန်တော်ပြောသွားတယ် okay အဲ့ hammer ကပုံထားတာကျွန်တော်လကားထားတာမဟုတ်ဘူးသူ့မှာလဲသူ့ရဲ့ paragraph မှာလဲသူ့ရဲ့စာပိုင်းမှာလဲသူ့ရဲ့ intro ရှိတယ် body ရှိတယ်ပြီးသူ့မှာလဲသူ့ညီကုန်းနဲ့သူရှိတယ် okay အဲ့ paragraph မှာနော်အဲ့ paragraph နော်စာပိုင်းမဟုတ်ဘူးအဲ့ essay တစ်ခုလုံးပြောနေတာမဟုတ်အဲ့ paragraph မှာတယ်
သူ့ရဲ့ intro ရှိရမယ်သူ့ရဲ့ body ရှိရမယ်သူ့ရဲ့ conclusion ဆိုတာရှိရမယ်ဘာကိုပြောချင်တာလဲအဲ့တော့ဒီ educational resource ဆိုတဲ့ဟာလေကျွန်တော်ဘယ်လိုမျိုး intro ဝင်မလဲကြည့်အောင် one significant reason is that significant meaning is temporal ပေါ့ဗျာ important အရေးကြီးတယ်ပေါ့အရေးကြီးတဲ့ reason လေးကတော့ is that smartphones provide smartphones တွေကကျွန်တော်ထောက်ပံ့ပေးတယ် immediate ဆိုတာချက်ချင်းပေါ့ access ဆိုတော့3ပိုင်ခွင့်ကိုကျွန်တော်တို့ပေးပါတယ်တဲ့ to educational resources educational ဒီပညာရေး resources တွေဒီအချက်လက်တွေကိုအသုံးပြုခွင့်ချက်ချင်းပေးတယ်ပြောချင်တာက smartphone တွေသုံးမယ်ဆိုရင်ကျွန်တော်ချက်ချင်းဒီကိုလိုချင်တဲ့အရာချက်ချင်းရှာလို့ရတယ်ပေါ့ဒါကအဲ့ဒါက reason တစ်ခုဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဒါပေမဲ့ဒါက intro ပဲရှိသေးတယ်အဲ့ဒီဟာကိုကျွန်တော်ဆက်ဖြတ်ဘယ်လိုတွေသွားလို့ရတယ်ဘာမှသုံးလို့ရတယ်ဘယ်လိုမျိုး asset ဘယ်လိုမျိုး website တွေသုံးလို့ရမလဲဘာကြောင့်ဒါတွေကကောင်းတာတော့အဲ့တော့အဲ့ဒီမှာ body မှာအရေးကြီးတယ်အဲ့ဒီ intro sentence ကိုကျွန်တော်ဖြတ်ဘယ်လိုဖြတ်လို့ရမလဲကြည့်အောင် you can expand in 3 ways 3မျိုးဖြတ်လို့ရ the first one is examples ဥပမာတွေပေးပြီးဖြတ် number 2 is reasons အကြောင်းပြချက်ကိုပြောဘာကြောင့်ဒီလိုလုပ်တင်တာလဲ why is it important ဒါကဘာဖြစ်လို့အရေးကြီးရလဲ reasons ကိုပြောပြီး number 3 is consequence ဒါလို့တော့ဘာဖြစ်မှာတော့ဘာအကျိုးဆက်သူ့ရဲ့အကျိုးဆက်ပါလဲဘာဖြစ်မှာတော့ဒီလိုမျိုးကြောင်းယူလာပြီး website တွေတုံးတယ်ပြီးတော့ဒီသတင်းအချက်လက်တွေကိုမြန်ရှာနိုင်နေဆိုရင်ဘာဖြစ်မှာတော့consequence ဖြစ်လာမယ့်အကျိုးဆက်ကိုကောင်းတဲ့အကျိုးဆက် good ကောင်းတဲ့ consequence လည်းဖြစ်နိုင်တယ် okay ဒါမှမဟုတ်ဆိုတဲ့ consequence လည်းဖြစ်တယ်ဘယ်လိုဖြစ်ဖြစ် consequence ကိုကျွန်တော်ပြောရမယ်ဒါမျိုးလေးတွေပြောခြင်းဖြစ်ကိုပြောမဲ့အကြောင်းအရာတစ်ခုဆွဲဆန့်လို့ရတယ်ကဲကျွန်တော် examples လေးကြည့်အောင် let's take a look at the example the first one for example students can quickly search for information on websites တွေမှာကျွန်တော်တို့အလွယ်ကူရှာလို့ရတယ်လင်းမြန်ရှာလို့ရတယ် such as example baby Google Wikipedia during class discussions class ဆွေးနွေးတဲ့အခါမှာဖြစ်ဖြစ် instead of waiting for the teacher's help instead of ဆိုတာအစားပေါ့နော် teachers အကူအညီကိုစောင့်နေမဲ့အစားကိုယ်ရန်ရှာပြီးတော့ကိုယ့်အားကိုကိုးတဲ့ဒီလိုမျိုးသိမလားကိုယ်ရန်ရှာတယ်ပိုမြန်တယ်ဗျာဒီဆီယမကိုစောင့်နေရတဲ့ဆိုင်ဆီယမကိုသွားမေးဖို့စောင့်နေရတဲ့ဆိုင်ပေါ့နော်ဒီဟာကလည်းဒါ example ပေါ့နော်ကိုပြောမဲ့အခြေအနေတစ်ခုကိုဥပမာအဖြစ်ပေးလိုက်တာပေါ့ဗျာ okay next one is reasons ကိုပြောတဲ့အခါမှာ this is crucial in today's digital world ဒီဘက်မှာအရေးကြီးပါတယ်တဲ့ဘာဖြစ်လို့လဲ why because it's that information is constantly ဆိုတာအစဉ်အမြဲ constantly ဆိုတာအမြဲလို့ expanding ဆိုတာအမြဲတမ်းကျွန်တော်တို့ information ဆိုတာတနေ့ဒီတိုးပွားနေတာဖြစ်တယ်ပေါ့နော် and students can access ဆိုတာဒီမှာကျတော့ verb လို့သုံးတာဖြစ်တယ် can plus verb အပေါ် access က3ပိုင်းခွင့်ဒီမှာကျတော့အသုံးပြုလို့ရတယ်ပေါ့နော် students တွေအသုံးပြုလို့ရတယ် a wider range of resources ဒီအချက်လက်တွေအများစွာကိုကျွန်တော်အသုံးပိုင်းခွင့်ရှိမယ်ပေါ့နော်ကျွန်တော်တို့ဖုန်းရှိမယ်ဆိုမှတော့ဒီ AI တွေသုံးမယ်ဆိုရင်ဒီ information မြောင်များစွာကိုကျွန်တော်သုံးပိုင်းခွင့်ရှိမယ် instead of relying ဆိုတော့အတိုင်းပဲ instead of ဆိုတာအစားပေါ့နော် instead of plus verb ing more like verb ing instead of relying on ရဲ့အဓိပ္ပာယ် counting on တူပါပဲအားကိုးတာပေါ့နော် limited textbooks ဆိုတာကျွန်တော်သင်ရိုးစာအုပ်တွေကအရန်ကို limited ဖြစ်လို့ ਨੇ သူပေးခြင်းတဲ့ message တွေကအရန်ကိုကန့်သက်ထားလို့ဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးကန့်သက်ထားတဲ့စာအုပ်တွေကိုအားကိုးတာထက်စာရင်ပိုပြီးကျေပြန့်တဲ့ဒီ website တွေကိုသုံးနိုင်ပြီပေါ့နော်ဒါကြောင့်ဒီဟာကအဲ့ဒါကြောင့်ဒီဖုန်းတွေက is crucial လို့ကျွန်တော်သုံးနိုင် crucial crucial meaning is important very important ဒါပေမဲ့ very important လို့မသုံးဘူး it's so simple I use crucial or you can also use critical လို့သုံးလိုက်ရ critical it is critical ဆိုပို့လာတယ်ပေါ့နော် anyway ဒါတွေက reasons ကိုပြောတာဖြစ်တယ် next one is consequence ဟုတ်ပြီသုံးတယ်ပေါ့နော်သုံးတော့ဘာဖြစ်မှာတော့ဘာဖြစ် consequence ကိုကြည့်အောင် consequently အကျိုးဆက်ကတော့သူလည်းစကားပလင်ခံနဲ့သုံးမယ် they can become more independent learners ပို့ပြီးတော့ကိုအားကိုတတ်တယ်နော် independent ဆိုတာကိုအားကိုတဲ့ learners ဖြစ်လာနိုင်တယ် and improve their academic performance ဒီ academic ဆိုတာဒီကျောင်းတွင်performance ကျောင်းတွင်လှုပ်ဆောင်မှုတွေကျောင်းတွင်ဆောင်ဝန်းခန်းထဲမှာအမှတ်ကောင်းလာနိုင်တယ်ပေါ့ဗျာဒါကဒီသူ့ရဲ့ consequence ဖြစ်တယ်ပေါ့နောက်ဆုံး conclusion ကပါလေ therefore smartphone can be powerful tools for learning as they facilitate students with a great amount of information facilitate ကကျွန်တော်တို့ဆောင်းတာက provide နဲ့တူပဲသူလည်းထောက်ပံ့ပေးတာပဲဒီမှာကြည့်အောင်ဒီ conclusion ကိုကျွန်တော်ဘယ်လိုရေးပါလဲတွေ့လားအပေါ်က intro ပဲကျွန်တော်မလိမ့်တတ်မှတ်နဲ့ပေါ့နော်မလိမ့်တတ်မှတ်နဲ့အပေါ်က intro ပဲနောက်တနည်းနဲ့ရေးပါတာ
နောက်ထပ်ဒီ provide နေရာမှာကျွန်တော်ဟိုကသုံးလိုက် facilitate ဆိုပြီးသုံးလိုက်တယ်နောက်ပြီးတော့ great amount of information ဆိုကျွန်တော်အဲ့လိုမျိုးလေးပေါ့နော်အပေါ်ကအဲ့ intro sentence ကိုပဲနောက်တစ်မျိုးနောက်တဲ့ပုံစံတစ်မျိုးနဲ့ကျွန်တော်ရေးလိုက်တာဖြစ်တယ်เนาะအဲ့ဒါကြောင့်မို့လို့ဒီ smartphone တွေကအရေးကြီးပါတယ်ဘာဖြစ်လို့လဲသူကဒီ students တွေကိုများပြတဲ့ information တွေကိုထောက်ပံ့ပေးနေလို့ဖြစ်တယ်ဒီပေါ်က intro နဲ့နည်းနည်းအပေါ်ကအတူတူပဲအဲ့တော့ intro ကိုဒီ paragraph တစ်ခုရဲ့ conclusion ကိုရေးနေဆိုရင် intro ကိုပြန်ပြီးတော့ paraphrase ဆိုတဲ့ paraphrase ဆိုတော့နောက်တစ်နည်းနောက်တစ်မျိုးပေါ့နော်နောက်တစ်ပုံရေးလိုက်ပို့ကောင်းတယ်ဒါက conclusions လွယ်လွယ်လေးပါ so easy ဟုတ်ပြီအဲ့တော့ဒီမှာ examples တွေ reasons တွေ intros တွေကိုဘယ်လိုစလို့ရလဲကြည့်ရအောင် okay introductions ဆိုတာ topics နဲ့အတူတူပါပဲ introductions မှာကျွန်တော်တို့ဒီလိုမျိုးလေးစလို့ရတယ် one significant reason is that a key points to consider is another reason is that ဒီလိုမျိုးလေးစမယ် examples တပေးတဲ့အခါမှာဒီလိုမျိုးလေးသုံးပါ for example for instance တူတူပါပဲ it's the same meaning a clear example of this is ဒီလိုမျိုးလေးသုံးပါပြီးရင် reasons ပြောတဲ့အခါကျရင် this is important because it is beneficial since အတူတူပဲเนาะ since because as ဆိုတော့လည်းပြောပေါ်ရင် ass နဲ့မှတ်ထားပါ because as since they are the same because ass since they are the same ဒါပေမဲ့ since ကတော့အဓိပ္ပာယ်နှစ်မျိုးရှိမယ် time အနေနဲ့ပြောမယ်ဆိုရင်ကလေးရဆိုတဲ့အဓိပ္ပာယ် since I was born ကျွန်တော်မွေးကလေးရဒါကအချိန်အနေနဲ့ပြောတာဒီမှာကျတော့ conjunction စကားဆက်အနေနဲ့ဆိုရင်ဒီဟာကဟိုအားကိုပြတာဖြစ်တယ်ဒီ because နဲ့တူတူပဲ this means that တူတူပါပဲ one reason for this is that is the same အဲ့တော့ဒါ reasons ကိုပြောတာဖြစ်တယ် okay next one is the consequences or results ဒါကအကျိုးဆက်ကိုပြောတဲ့ခါကျရင်ဒါလို့ဘာဖြစ်မှာဘာဖြစ်မလဲဆိုကြည့်မှာ as a result အကျိုးဆက်ကဒါမှမဟုတ် consequently resultantly that's very beautiful resultantly and then this leads to ဒါကဘာကိုဥတည်သွားစေတော့ပြီးရင် therefore this allows students to ဒါတွေက consequence ကိုပြောတာဖြစ်တယ်ပြီးနောက်ဆုံးတစ်ချက် conclusions ကတော့ paraphrase the topic sentence ဆိုတော့ intro ပဲ paraphrase ဆိုတာနောက်တစ်နည်းနဲ့ရေးလိုက်တာဖြစ်ပါတယ်ဒါက paragraph တစ်ခုချင်းစီကိုလိုမျိုးလှလှပပရေးလို့ရမယ်ဆိုတဲ့ဟာကိုပြောပြထားတာဖြစ်ပါတယ် paragraph တစ်ခုမှာကျွန်တော်စောနာကပုံလေးက hammer ကပုံလေးဖြစ်တဲ့အတွက်သူ့မှာသူ topic နဲ့သူရှိမယ်ပြီးရင်လည်းမှာ feelings ရှိမယ်ပြီးသွားရင် conclusion ရှိမယ် okay let's go ကျွန်တော်နောက်ထပ် number 2 paragraph ဖြစ်တဲ့ emergency cases လေးရေးကြည့်အောင် let's go okay အဲ့တော့မှတ်မိပြီထင်တယ် emergency cases အရင်ဆုံး intro ရှိမယ်သူ့မှာလည်းသူ့ intro နဲ့သူရှိမယ်သူ့မှာလည်းသူ့ body နဲ့သူရှိမယ် paragraph 2သူ့မှာလည်းသူ့ body နဲ့သူရှိမယ်သူ့မှာလည်းသူ့ conclusion နဲ့သူရှိမယ်ကြည့်အောင် Another important reason is that phones can be used in emergency situations which lets students contact their parents quickly for instance if a student feels unwell နေမကောင်းဘူးဒါမှမဟုတ် if there is an emergency that for example နော် body မှာကျွန်တော်သုံးဖို့ပြောထားလေ example သုံးရင်သုံးဒါမှမဟုတ် reason သုံးရင်သုံး or you can talk about the consequence ပြောရင်ပြောFor instance, if a student feels unwell or there is an emergency problem at home, they can call or message their parents immediately without waiting for the student office. Resultantly, သူ့ရဲ့အကျိုးဆက်ကအဲ့လိုမျိုးဒီမိဘတွေကိုအလွယ်တကူပြောခေါ်နိုင်လို့ရခြင်းရဲ့အကျိုးဆက်ကဘာတော့ Students and parents feel safer. ကျောင်းသားတွေမိဘတွေပို့ပြီးတော့လုံခြုံတယ်လို့ခံစားရမယ် and urgent situation urgent နဲ့အတူတူပဲ urgent မြန်မာလိုဆိုရင် urgent ပေါ့အင်္ဂလိပ်ဆိုရင် urgent. Okay ဒါကမွေးစားစကားလုံးဖြစ်တယ် urgent situations ဒီအရေးပေါ်အခြေအနေတွေက can be handled ကိုင်းတွင်နိုင်မယ် more efficiently ပို့ပြီးတော့အချိန်ကုန်လူပေးမယ်စွာပေါ့နော်အချိန်ကုန်လူပေးမယ်တတ်တာစွာပြောချင်တာ okay handle လုပ်လို့ရမယ်ပေါ့နော်အဲ့တော့ for this reason ပြန်ပြီး conclusion လုပ် for this reason allowing phones in schools can greatly benefit students in the case of emergencies အဲ့ဒါကအပေါ် topic sentence ဆိုပဲနောက်တစ်မျိုးနဲ့ပြန်ရေးတာဒါပဲနော် so easy okay let's go to the next one is rebuttal next one is the rebuttal မှတ်မိလားတစ်ဖက်ကပြောတဲ့ဟာကိုပြန်ချိပါမှာဖြစ်တယ်ပြန်ရိုက်ထုတ်အောင် let's go ဘယ်လိုရေးမလဲ rebuttal လုပ်တဲ့ခါမှာအဲ့တော့တစ်ဖက်ကပြောတဲ့ဟာကိုကျွန်တော်ရင်စားမယ် introduction မှာကျွန်တော်တို့ some people argue that တချို့ကတော့ပြောပါတယ်တချို့ကတော့ပြောကြပါတယ်တချို့ကတော့ဒီလိုညင်းမှာပေါ့ some people argue that ဒါမှမဟုတ် it is often claimed that တချို့ကတော့ဒီလိုကြွေးကြော်တယ် many believe that တချို့ကတော့ဒီလိုမျိုးယုံကြည်ကြတယ်ပေါ့ဗျာcritics နော်ဝေဖန်တဲ့သူတွေကဒီလိုပြောမှာပေါ့ critics say that or immediately ဝန်ခံရမယ်ဆိုရင် blank may be true အဲ့လိုမျိုးပြောခြင်းကမှန်ကောင်းမှန်တယ် it may be true to some extent ဆိုတဲ့အတိုင်းအတာတစ်ခုအထိပေါ့နော် to some it may be true to some extent အတိုင်းအတာတစ်ခုမှန်ကောင်းမှန်နိုင်ပါတယ်အဲ့တော့ဒီမှာဆိုရင်ဒီ phone တွေပေါ့နော်အကြောင်းဖုန်းယူလာတာကြီးကဒီစာသင်ခန်းထဲမှာအနှောက်အယှက်ဖြစ်တယ်
တချို့ကကြောက်လို့ပြောမှာပေါ့နော် some may argue that taking phones to school may be such distractions towards the teachers or maybe in the classroom ဒီကောင်ဖြစ်နိုင်တယ် admittedly ဝန်ခံမယ်ဆိုရင် it may be true မှန်ကောင်းမှန်နိုင်တယ် to some extent အမှပြန်ခံတာ to some extent အတိုင်းအတာတစ်ခုတွေတော့မှန်ကောင်းမှန်နိုင်တယ်အဲ့ဒီမှာလာပြီပြန်ရိုက်ချဖုံး contrast but ဒါပေမဲ့အမှကို point ကိုပြောချင်တဲ့ point ကိုအဲ့ဒီမှာဆွဲယူတာ however contrast ဆိုတာ သူတို့မြင်နေတဲ့ရဲ့ဒီစန့်ကျင်ဘက်ပေါ့နော် opposing ဆိုစန့်ကျင်ဘက်အချက်ကိုပြောချင်တဲ့ဆိုရင်ဒီမှာ but ဒါမှမဟုတ်ရင် however သို့တော်လဲဆိုတဲ့အဓိပ္ပာယ် nevertheless nonetheless they are the same on the other hand တခြားဘက်ကိုကြည့်မယ်ဆိုရင် on the contrary that's the same despite that same တူတူပဲနော် however နဲ့တူတူပဲအကုန်လုံးကနော် however ဒါပေမဲ့လေသူတို့ဒီလိုပြောကြတယ်ပေါ့ but ဒါပေမဲ့လေဒါပေမဲ့ but က conjunction ဖြစ်တဲ့အတွက်ဒီအရှိရ sentence က full stop ချလို့မရအောင်နော် but ကိုသုံးနေတယ်ဆိုရင် it may be true to some extent but ဆိုပြီးတစ်ခါဆက်သွားအဲ့လိုမဟုတ်ဘဲနဲ့ရှေ့ရ sentence ကကျွန်တော်တို့မှာ full stop ချတာဖြစ်တဲ့အတွက် however နဲ့ပိုတင်တော့ however ဒါကစကားပလင်ခံလိုက်တာပေါ့နော် however ခေါ်မှာအဲ့မှာကိုပြောချင်တဲ့ point ကိုထုတ်ရိုက်မှာနော်ကိုပြောချင်တဲ့ point ကိုထည့်ပြီးတော့အမှနော်ကိုသူတစ်ဖက်ကပြောတဲ့ဟွာတွေဒီ critics တွေပါဇက်ပိတ်သွားအောင်ကျွန်တော်တို့ရိုက်ထည့်အချက်တွေနဲ့ရိုက်ထည့်မှာအဲ့တော့ရိုက်ပြီဆိုရင်ကျွန်တော်ဘယ်လိုမျိုးရေးမလဲကြည့်အောင်ဒီ rebuttals ကိုလှလှပပရေးကြည့်အောင်ပထမဦးဆုံးဒီမှာနော် some people argue that ကနေစမယ်ပေါ့နော်ဒါတစ်ဖက်ကပြောတဲ့ဟာဒါက intro rebuttal ရဲ့ intro some people argue that ဘာညာ student on my smartphones and students can distract students and reduce their focus in class အတန်းထဲမှာသူတို့ရဲ့ focus ပျောက်တယ်ပေါ့ဗျာနော် however အဲ့ဒီမှာ main point က however ဒါပေမဲ့လေallowing phones can be highly beneficial လုံးဝအကျိုးရှိစေပါတယ် as ဘာနဲ့တူလဲ because နဲ့တူပဲ because they help students develop important digital skills for their future ကျွန်တော်တို့အချက်ကိုထည့်သုံးပြီ number 3ကိုကျွန်တော်တို့ထုတ်ထားတဲ့အချက်ကိုထည့်သုံးပြီ for instance ဥပမာပေးရမယ်ဆိုရင် a student who has never used online learning platforms may struggle to submit assignments ဒီ online platform တွေဒီ online တစ်ခါမှမသုံးဘူးတဲ့သူပေါ့နော်အဲ့လိုမျိုးကျောင်းသားတွေဆိုရင်assignment တွေထည့်တဲ့ခါဖြစ်ဖြစ် research တွေလုပ်တဲ့ခါဖြစ်ဖြစ်အတန်းမိတ်တွေနဲ့ဒီဘယ်လိုပဲဖြစ်ဖြစ်ဗျာဒီ online ကျောင်းပြောပြီးဆိုရင်သူတို့ struggle ပေါ့နော် struggle ဆိုတာဘယ်လိုပြောမလဲလုံးပန်းနေရမယ်ပေါ့ဗျာလုံးပန်းနေရမယ်တိတ်ပြီးတော့အဆင်မပြေတော့ဘူးပေါ့ this could make it difficult for them ဟုတ်တယ်သူတို့ခက်ခဲလိမ့်မယ် to complete projects on time projects ကိုအချိန်မီဒီထပ်နိုင်မှုเนาะဒါမှမဟုတ် lessons တွေကိုတေချာဂဂနားလေဖို့ဒီ online resource တွေမသိဘဲနဲ့ဒီစာအုပ်ကြီးပဲထိုင်ဖတ်နေမယ်ဆိုရင်တေချာနားလေမှာမဟုတ်သူတို့တက်ခက်ခဲလိမ့်မယ် consequently အဲ့လိုသူ့ရဲ့အကျိုးဆက်ပါဖြစ်မယ် students may become less independent တဖြည်းဖြည်းနဲ့ကိုအားကိုရဲ့စိတ်မရှိတော့နော်တခုဆိုရင် teachers ကိုမေးမယ်ဒါမှမဟုတ်ရင်ဘေးနားသူကိုလိုက်မေးနေမယ်ကိုindependent မဖြစ်တော့ဘူးဗျ independent learners မဟုတ်တော့အဲ့တော့ကျောင်းပြီးသွားမယ်ဆိုရင်အတန်းပြီးသွားပြီဆိုရင်ကိုကအိမ်မှာလည်းစာပြန်လုပ်ဖြစ်မှာမဟုတ်ဘူးလူမျိုးတွေကနော်အဲ့တော့ for this reason ဒါကြောင့်ဒါက conclusion အပေါ်က topic sentence ကိုပဲ introduction မှာကျွန်တော်တို့နောက်တစ်မျိုးနဲ့ရေးမှာနော်For this reason, allowing controlled smartphone use can help students build the digital skills they need to succeed in a technological-driven world. Okay? ဟုတ်ပြီ။အဲ့ဒါကြောင့်မလို့ဒီလိုမျိုးဒီ controlled smartphone use ပေါ့နော်။အတန်းထဲမှာဒီ smartphone ကိုကန့်သက်စွာပေါ့နော် limited အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ smartphone တွေကိုအတန်းထဲမှာစနစ်တကျသုံးနိုင်မယ်ဆိုရင်အခုအနာဂတ်ဒီ technological driven world ဆိုတာဒီ technology ကြီးစိုးတဲ့လောကကြီးမှာသူတို့အောင်မြင်မှုရဖို့အတွက်ဒီကျောင်းသားတွေကိုပြုထောင်ပေးနိုင်မှာဖြစ်ပါတယ်ဆိုပြီးတော့ကျွန်တော်တို့သုံးဒီ conclude လုပ်ထားတယ်ပေါ့ဗျာဟုတ်ပြီဒါကတော့ body ပြီးသွားပြီ oh နောက်ဆုံး conclusion ပဲကျန်တော့တယ် oh my god you know this is essay writing essay so easy just think about the hamburger method လေးနဲ့ဆိုကျွန်တော်တို့ဘဝကြီးဒီ essays ရေးရတာဟာကျွန်တော်တို့ပေါ့နော်ကြည့်တဲ့သူတွေတော့မသိကျွန်တော်တို့ဒီဟာရေးရဘယ် essays မဆိုဗျာ ideas တွေရေးနေနေ idea မရှိတော့တာမျိုးတို့သလားဒီကိုရေးနေနေစနစ်တကျမဖြစ်တော့တာမျိုးတွေတိတ်ပြီးစိတ်ပူစရာမလိုဒီ methods လေးကြောင့်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အကုန်လုံးသိစေချင်လို့ဒီ video လေးကိုကျွန်တော်editing တွေเนาะတေချာလေးလုပ်ပြီးတော့ဒီ PowerPoint နဲ့ကျွန်တော်တေချာလေးပြင်ဆင်ထားတာဖြစ်ပါတယ်အကုန်လုံးသိစေချင်လို့ပါ so okay let's go to the last one conclusion လေးကြည့်အောင်နောက်ဆုံးညီကုန်းဒါကတော့ main conclusion ပေါ့နော်ညီကုန်းချုပ်ပေါ့အချုပ်
အားလုံးရဲ့အချုပ်ဘယ်လိုချုပ်မလဲ just paraphrase the main thesis ကျွန်တော်ပုံမှာ main thesis ရှိရလေschools shouldn't ban ဟုတ်လား main thesis ကအဲ့ဒါလေ schools shouldn't ban phones because ဆိုပြီးကျွန်တော်မှာ၃ချက်ကိုပြန်ရေးလို့ကျွန်တော်ပြောထားရမှာလားမာတိကလည်းဖြစ်ရမယ်ဆိုတဲ့ဟာလေအဲ့ဒီဟာကိုပဲနောက်တစ်မျိုးနဲ့ရေးပေါ့ဗျာအဲ့ရေးတဲ့အခါမှာ main conclusion ကိုဘယ်လိုရေးမလဲဆိုရင် in conclusion လို့စာရင်စာဒါမှ to conclude လို့စာရင်စာဒါလည်းညီကုန်းချုပ်ရတော့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် in a nutshell meaning is အားလုံးကိုအနှစ်ချုပ်ရတော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် to sum up ဒီလိုပါပဲအနှစ်ချုပ်ရတော့ overall အားလုံးခြုံငုံပြီးကြည့်လိုက်မယ်ဆိုရင် overall that's the same ကဲအဲ့တော့ကြည့်အောင်ကျွန်တော်တို့နောက်ဆုံးအချုပ်လေးရေးအောင် in conclusion mobile phones are not just entertainment တခုတင်မဟုတ်တော့ပါဘူး as a matter of fact အမှန်ဆိုရင် actually နဲ့တူတူပဲတကယ်ဆိုရင် actually ဒါပေမဲ့ actually ရဲ့စကားပြောဆန်တယ်အဲ့တော့ကျွန်တော်က as a matter of fact ဆိုပြီးသုံးလိုက်တာဖြစ်တယ်တကယ်ဆိုရင် they help students learn communicate and stay safe while some people banning them in schools might reduce distractions their benefits cannot be ignored ကျောင်းထဲမှာအဲ့လိုမျိုးတချို့လူတွေကဒီလိုမျိုးထင်နေပေမဲ့လည်းသူတို့ရဲ့အကောင်းကျိုးတွေကိုကျွန်တော်တို့လှစ်လူရှိထားလို့မရပါဘူးတဲ့ Instead of banning phones completely school should teach students how to use them responsibly ban တာထက်စာရင်ကျောင်းတွေကဒီ phones တွေကိုဘယ်လိုမျိုးတာဝန်သိသိ responsibly ဘယ်လိုသုံးအောင်လဲဆိုတာသင်ပေးသေးပါတယ်ဆိုပြီးကျွန်တော် conclude လုပ်ထားပါတယ်အဲ့တော့ဒီ essays လေးကတော့461 words เนาะစကားလုံး461လုံးနဲ့Okay အရန်ကိုဝေးဝေးဆဆာနဲ့ပေါ့နော် hamburger method စနစ်တကျဖြစ်တဲ့ essays လေးတစ်ပုဒ်နောက်ဆုံးတော့ရသွားပါပြီအဲ့တော့ဒီဗီဒီယိုလေးရပါတော့အဲ့တော့ဒီဗီဒီယိုလေးကကိုယ့်အတွက်အများကြီးအကျိုးရှိတယ်ဆိုရင် please like and subscribe okay so I'm begging ကျွန်တော်နောက်ပိုင်းဒီလိုဗီဒီယိုတွေအများကြီးတင်သွားဖို့ရှိပါတယ်အဲ့တော့ဒီ please don't forget to subscribe okay and နောက်ပြီးတော့ဘယ်လိုမျိုးဗီဒီယိုလေးတွေကျွန်တော်လုပ်စေချင်သေးလဲဆိုတော့ comment မှာတစ်ချက်ရေးထားပေးပါနောက်လာမယ့်ဗီဒီယိုကThe Forest အကြောင်းကိုကျွန်တော်ပြောမှာဖြစ်တယ် The Forest ကတော့တိတ်ပြီးတော့ minute လောက်တော့မရှိဘူးပေါ့နော်သူကနည်းနည်းတူတူလေးဆိုပြီးသွားလိမ့်မယ် The Forest အကြောင်းကျွန်တော်ရှင်းပြမယ်ဒီမှာ comment မှာအရင်ဟိုတောင်းဆိုထားတာများလို့ပေါ့နော် Okay everybody English လေ့လာတဲ့ကျောင်းသားကျောင်းသူအပေါင်းတို့စိတ်ချမ်းသာရေးကိုချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးရင်းနဲ့ Have a great day and have a great life everybody